Lionel Messi ရဲ့စံချိန်တင်သွင်းဂိုးတွေနဲ့အတူအာဂျင်တီးနားတင်းကတော့32သင်းအဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပါပြီ။အဲ့တော့ကမ္ဘာဖလားပြိုင်ပွဲအုပ်စု J အဖြစ်ကစားခဲ့တဲ့ဂျာမနီတင်းနဲ့အော်စတြီးယားအသင်းတို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Lionel Messi တယောက်တည်းကပဲသွင်းဂိုးကို2ဂိုးထိသွင်းယူပေးခဲ့ပြီးတော့မှအာဂျင်တီးနားတင်းကိုနောက်တစ်ဆင့်ကိုတက်ရောက်သွားစေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီပွဲမှာဆိုလို့ရှိရင် Lionel Messi အနေနဲ့ပွဲကစားချိန်10မိနစ်မှာရရှိခဲ့တဲ့ penalty ကိုလွဲချော်ခဲ့ပေမဲ့ပွဲကစားချိန်မိနစ်30 65မိနစ်တင်မှာ Lionel Messi ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ပဲဒါ Lionel Messi အနေနဲ့ကမ္ဘာဖလားပြိုင်ပွဲတမိုင်းကြောင်းတစ်လျှောက်မှာဆိုလို့ရှိရင်ဂိုးအများဆုံးသွင်းထားတဲ့ကစားသမားအသစ်အဖြစ်စံချိန်တင်နိုင်ခဲ့ပါပြီ။ Lionel Messi အနေနဲ့ကမ္ဘာဖလားပြိုင်ပွဲအဖွင့်ပွဲမှာဆိုလို့ရှိရင် hat-trick သွင်းပြီးတော့မှဒါဂျာမနီရဲ့ကစားသမားဟောင်းကလိုစီရဲ့စံချိန်ကိုလိုက်မိနိုင်ခဲ့တာပါ။အဲ့တော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်သူ့အနေနဲ့နောက်ထပ်2ဂိုးသွင်းပြီးတော့မှကမ္ဘာဖလားပြိုင်ပွဲတမိုင်းကြောင်းတစ်လျှောက်မှာဆိုလို့ရှိရင်သွင်းဂိုးအများဆုံးကစားသမားအဖြစ်စံချိန်တင်နိုင်ခဲ့တာပါ။အခုလက်ရှိမှာဆိုလို့ရှိရင် Lionel Messi အနေနဲ့ကမ္ဘာဖလားပြိုင်ပွဲမှာသူ့ရဲ့သွင်းဂိုးက18ဂိုးရှိလာပြီ။အဲ့ဒီတဲက12ဂိုးကိုသူ့အသက်35နှစ်ပြည့်နောက်ပိုင်းမှာသွင်းယူနိုင်ခဲ့တာပါ။အဲ့ဒီ12ဂိုးတဲက4ဂိုးတော့ကျွန်တော်တို့ penalty area အပြင်ဘက်ကနေပြီးတော့မှသွင်းယူပေးခဲ့ပြီးတော့မှကျန်တဲ့သွင်းဂိုးတွေကိုတော့ဒါ Lionel Messi အနေနဲ့ဘယ်ချင်းနဲ့သွင်းယူခဲ့တာပါထူးထူးခြားခြားအနေနဲ့တိုက်ဆိုင်ဆိုင်ပါပဲအဲ့တော့မာရာဒိုနာက2ဂိုးသွင်းပြီးတော့မှအင်္ဂလန်ကို2ဂိုးတကိုးနဲ့နိုင်ရရှိခဲ့တဲ့ပွဲအဲ့ဒီပွဲရဲ့အနှစ်40ပြည့်တဲ့ဒီနေ့မှာဆိုလို့ရှိရင်ဒါအာဂျင်တီးနားအသင်းကောင်းဆောင် Lionel Messi ကအော်စတြီးယားကိုဒါ2ဂိုးသွင်းပြီးတော့မှအနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်အခုလက်ရှိကျွန်တော်အစီအကံတင်ဆက်နေစဉ်အတွင်းမှာပဲဒါနော်ဝေနဲ့စီနီဂေါအသင်းတို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့နော်ဝေအသင်းကတကူးဂိုးမရှိနဲ့ဥဆောင်နေပါတယ်အဲ့ဒီသွင်းဂိုးကိုတော့ပီတာဆန်က43မိနစ်မှာသွင်းယူခဲ့တာပါနောက်ထပ်အုပ်စုအိုင်ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ပြင်သစ်နဲ့အီရတ်အသင်းတို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ပြင်သစ်က3ဂိုးဂိုးမရှိနဲ့နိုင်ရရှိခဲ့ပါတယ်ဒါပြင်သစ်အသင်းရဲ့သွင်းဂိုးတွေကိုတော့ဒါခီလန်အမ်ဘာပေနဲ့ဒမ်မီလီတို့ကသွင်းယူပေးခဲ့တာပါဒီပွဲစဉ်ကဒါမိုးကြိုးမှုန်တိုင်းကြောင့်ပွဲကစားချိန်ဒါပထမပိုင်းပြီးတဲ့နောက်ပိုင်းတနင်္လာကျော်နီးပါးရနာခဲ့ရတာဖြစ်ပြီးတော့မှပွဲချိန်ကလည်းနောက်ကျခဲ့တာဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုတော့ K9 Sport ရဲ့ Morning News Kick Off Season ကနေပြီးတော့မှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်